အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ ဖေဖိုင်လာ14ရက်နေ့စနေနေ့အတွက်ဒေတာတီတီရမိုးလေဝသဖြစ်စဉ်တွေခက်မှန်ပြပြသွားပါမယ်ရှင်ဦးစွာပထမဘင်္ဂလားပင်လယ်အခြေအနေပြပြလိုပါတယ်လက်ရှိအခြေအနေဟာအားပြောတဲ့လာနီညာကနေတာမန်အခြေအနေကူပြောင်းတဲ့ကာလဖြစ်တယ်လို့ဆောင်းအကုံတွေကူကာလလည်းဖြစ်ပါရှင်အဲ့ဒီမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရတော့မနက်ဖြန်ဖေဖော်ဝါရီလ15ရက်နေ့မှာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာလေပြင်းအနေရဲ့ဝင်တစ်ခုဖြစ်ပေါ်လာဖို့ရှိပါတယ်ဒီလေပြင်းအနေရဲ့ဝင်ကအားကောင်းပြီးမုန်တိုင်းဖြစ်လာခဲ့မယ်ဆိုရင်တော့အရှေ့မြောက်လေစီကြောင်အားကောင်းနေရကြောင်းမြန်မာနိုင်ငံကိုတက်ရောက်မှုရှိမှာမဟုတ်ပါဘူးရှင်။ဒါပေမဲ့ဖေဖော်ဝါရီလလယ်တွင်မိုးတိမ်ဖြစ်ထွန်းမှုတွေပုံမှန်ဖြစ်ပေါ်လာနိုင်ပြီးမိုးဖွဲကြရုံများသာအနေငယ်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။ဒီနေ့ပူချိန်တက်ကြတွေပြပြပေးပါမယ်ရှင်။ရှမ်းပြည်တစ်ခုထဲမှာသာနေပူချိန်2ဒီဂရီလောက်မြင့်တက်လာနိုင်ပြီးကြံဒေသတွေကတော့မနေ့ကတိုင်းတည်ငြိမ်နေပါတယ်။ကရင်ပြည်ကတော့တနိုင်ငံလုံးတိုင်းတာနဲ့အပူဆုံးဒေသအဖြစ်36ကနေ38ဒီဂရီထိရှိနေဦးမှာဖြစ်ပါတယ်ရှင်။ညပူချိန်ဒီမှာတော့လာနီညာအချိန်ကြောင့်ညပိုင်းနဲ့မနက်ပိုင်းမှာအင်းနေဦးမှာပါ။ရန်ကုန်အေယာဝတီနဲ့ပဲခူးတိုင်းတို့မှာညပူချိန်2ဒီဂရီစီရွေးကျသွားတဲ့အတွက်အေးပို့လာနိုင်ပါတယ်ရှင်။ဒါပေမဲ့ကရင်ပြည်နဲ့ရှမ်းပြည်ရှေ့ပိုင်းတို့မှာတော့ညပူချိန်2ဒီဂရီလောက်ပြင်းပြင်းတက်လာနိုင်ပါတယ်။အထူးသတိပြုရမယ့်အလွန်အေးမဲ့ဒေသတွေကိုပြပြပေးပါမယ်ရှင်။ချင်းတောင်တန်းနဲ့ရှမ်းတောင်တန်းတို့ချို့မှာရေခဲအမှန်အောင်အနှုတ်2ဒီဂရီကနေအနှုတ်4ဒီဂရီထိကျဆင်းနိုင်မှာဖြစ်လို့အေးတဲ့ကိုအထူးပြုစိုက်ကြဖို့လိုအပ်ပါမယ်။ဆက်လက်ပြီးကျမရေးအတွက်အထူးသတိပြုရမယ့်ခင်လို့ရောက်ကြီး UV index အခြေအနေပြပြပေးပါမယ်နော်။ရှမ်းရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပဲခူးရခိုင်တောင်ပိုင်းအေရဝတီရန်ကုန်နဲ့မွန်တို့မှာနေ့လယ်12နာရီကနေ2နာရီကျော်အထိ UV index ရှိကနေကိုဆင်းတဲ့အလွန်မြင့်မာတဲ့အနည်းရောက်ဆင်းမှရှိနေမှာဖြစ်ပါတယ်။ပိုပြီးထူးခြားတာကတော့ UV index 10အထိမြင့်တက်နိုင်တဲ့ဒေသတွေဖြစ်ပါတယ်။ရှမ်းတောင်ပိုင်းကရင်နီချင်းနဲ့ရခိုင်ပြည်ကတောင်ပေါ်ဒေသတွေအပြင်အေရဝတီတိုင်းကဒီတရဲ့ကြိုက်လက်ဖြာပုံပူကလေးနဲ့မော်လမြိုင်ကျုံမြို့နယ်တွေမှာ UV index 10အထိမြင့်တက်နိုင်ပါတယ်ရှင်။ဒါကြောင့်နေ့လယ်ဘက်ပြင်ထွက်တဲ့အခါအုတ်ထုပ်တီအင်ကြီးလက်ရှည်တို့ကိုဝတ်ဆင်သွားကြဖို့အထူးတိုက်တွန်းလိုပါတယ်နော်။အနာဘက်လေစီကြောင်းတွေကြောင့်ချင်းရခိုင်အလဲပိုင်းဒေသတွေဘကိုးအေရဝတီနဲ့ရန်ကုန်တိုင်းတွေမှာလေတုညဉ့်ညံမှုမြင့်တက်လာနိုင်ပါတယ်ရှင်။စကိုင်းတိုင်းအောက်ပိုင်းနဲ့မန္တလေးမြို့ဝန်ကျင်မှာဒီနေ့ညပိုင်း AQI 130ကျော်ရှိနေမှာဖြစ်ပြီးရခိုင်ပြည်မှာတော့ AQI 150ထက်မှရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအတွက်အလွန်တရာရှိလို့အထူးပြုစိုက်ကြဖို့ CJ Platform ကနေသတိပေးတိုက်တွန်းလိုက်ရပါတယ်ရှင်။အခုပြပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတော့ကျမတို့ CJ Platform ကမိုးလေဝသလိလာသူကလကွန်အိမ်ကမိုးလေဝသခန့်မှန်းချက်မော်ဒယ်တွေမှာဖော်ပြချက်တွေကိုစုစည်းပြီးခန့်မှန်းပေးထားတာပဲဖြစ်ပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင်းကျမတို့ CJ Platform ရဲ့နောက်ဆက်ရမိုးလေဝသသတင်းတွေကိုဆက်လက်စောင့်ကြည့်ပေးဖို့မြတ်တိုက်အခန့်လိုပါတယ်ရှင်။ CJ Platform ရဲ့မိုးလေဝသခန့်မှန်းချက်တွေကိုနားဆင်ကြည့်ရှုပေးကြသူအားလုံးတဘာဝဘေးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးကြပါစေလို့ကျမစင်တီကဆုတောင်းမြတ်တာပို့တာလိုက်ပါရှင်။